19ရက်နေ့ကနေပြီးတော့21ရက်နေ့ထိပတ်သီးလေးကျွန်တော်ပြပေးပါမယ်။ကြိုက်တယ်တော့ယူသုံးပါခင်ဗျာ။မှာ4000ခွန်းလေးနဲ့ဝိုင်းထားတယ်2 5ပေါ့နော်။2 5နှလုံးပေါင်းတော့ခွန်။အဲခွန်ကနောက်တစ်ပတ်တွင်မှာခွန်တစ်လုံးကပတ်သီးပေါ့ဒီပတ်သီးနောက်တစ်ခုဒီမှာခွန်လေးဆိုနှလုံးပေါင်းတော့1အဲ1ကဒီထဲမှာပတ်သီးပေါ့မ1 8တို့ခွန်1တို့1 6တို့ထွက်တယ်နောက်တောက်ကြနေမနဲ့ခွန်ဘူးကနှလုံးပေါင်းတော့4အဲ4ကဒီထဲမှာပတ်သီးပေါ့ဒီဘက်မှာ4ခွန်4 8ထွက်တယ်တောက်ကြနေနှလုံးပေါင်းနေ2 6ရော8အ8ကပတ်သီးရဒီထဲမှာ8ခွန်8 4ထွက်တယ်တောက်ကြနေနှလုံးပေါင်းနေ2အနည်းကဒီမှာပတ်သီး3 2ထွက်တယ်2 1ထွက်တယ်တောက်ကြနှလုံးပေါင်း8 8ရောနှလုံးပေါင်း6ကပတ်6ပတ်သီးရဒီမှာ6 8ထွက်တယ်60ထွက်တယ်ဒီမှာ60နှလုံးပေါင်းတော့6အ6ကနောက်ဘက်မှာ8 6ထွက်တယ်9 6ထွက်တယ်တောက်ကြနှလုံးပေါင်းချင်း3ပတ်သီးဒီမှာ40 50ထွက်တယ်3ကနှလုံးပေါင်းတော့8ပတ်သီးရဒီမှာ8 3ထွက်တယ်10နှလုံးပေါင်းတော့1ကဒီမှာခွန်1 2ထွက်တယ်ခွန်1နှလုံးပေါင်းတော့8ပတ်သီးရဒီမှာ2 8 9ထွက်တယ်ဒီမှာ2 2နှလုံးပေါင်းတော့4ပတ်သီးရဒီမှာ5 4 1 4ထွက်တယ်ဒီမှာ5 4နှလုံးပေါင်းတော့9ပတ်သီးရဒီမှာ6 9ဆိုပြီးထွက်တယ်ဒီဘက်ကဒီဘက်အတွက်ပတ်သီးရခွန်နဲ့နှလုံးပေါင်းတော့9ပတ်သီးရဒီ19ရက်နေ့ကနေ21ရက်နေ့တွင်9ပတ်သီးပေါ့နော်နောက်တစ်ခုကကြတော့ဒီတောက်ကြနေနှလုံးပေါင်းတောက်ကြနေနောက်ပိတ်9နဲ့တောက်ကြနေညနေ2ထိပ်စီနဲ့ပေါင်း9နဲ့2နဲ့ပေါင်းတော့ခွန်ပတ်သီးရတယ်ဒီမှာခွန်ပတ်သီးထွက်တယ်နော်နောက်တစ်ခုတောက်ကြနေနောက်ပိတ်4နဲ့တောက်ကြညနေ9နဲ့ပေါင်းတော့3ပတ်သီးရတယ်ဒီမှာ3 3ဆိုပြီးတော့ထွက်တယ်3ပတ်သီးတောက်ကြမနေ့ကခွန်နောက်ပိတ်နဲ့ညနေ1ထိပ်နဲ့ပေါင်းတော့8ပတ်သီးရတယ်ဒီမှာထွက်တယ်ခါကလိုက်ပေါင်းကြည့်လို့ရှိရင်သိရပေါ့ကျွန်တော်ဗီဒီယိုကကြာနေမှာဖြစ်တယ်လို့ကျွန်တော်မပြတော့ဒီမှာဒီလာမဲ့ပတ်ဆိုလို့ရှိရင်2နဲ့6နဲ့ပေါင်းနှလုံးပေါင်းတော့8အဲ့တော့ပတ်သီးက9ရယ်8ပတ်သီးအခွေရကြတော့ကျွန်တော်ခွန်8 9အခွေပေးပါတယ်အဲ့တော့19ရက်နေ့ကနေ21ရက်နေ့အတွင်း8 9ပတ်သီးခွန်8 9အခွေပါကြိုက်သူပါကယူ3ပါအားလုံးခွက်လက်ပါ